မင်္ဂလာပါ DND Burmese Channel ကနေကြိုဆိုလိုက်ပါတယ်။ဒီနေ့ပြောပြမယ့်အကြောင်းအရာကတော့ဘဝကိုအမှန်တကယ်ပြောင်းလဲပြနိုင်စွမ်းရှိပေမဲ့နာကျင်စရာကောင်းပြီးရက်ဆက်တဲ့နီလန်းတစ်ခုအကြောင်းပဲဖြစ်ပါတယ်။သင်တို့ဘယ်တော့မှမလုပ်ဖြစ်ခဲ့တဲ့အောင်မြင်မှုတွေလိုချင်ခဲ့ပေမဲ့မရခဲ့တဲ့ရလဒ်တွေအတွက်ဘသူ့ကိုများအဖြစ်တင်မလဲ။ကံကြမ္မာလားပတ်ဝန်းကျင်လားလူတွေကိုလားဒါမှမဟုတ်သင်တို့ရဲ့မိဘတွေကိုလားကျမတို့အားလုံးရဲ့အတွင်းစိတ်ထဲမှာတားကောင်စိတ်သက်ဆိုတဲ့ victim mentality ဆိုတာရှိပါတယ်။အခက်အခဲကြုံလာရင်ငါဘာမှမတက်နိုင်ဘူးအခြေအနေကမကောင်းဘူးငါမှအခွင့်အလမ်းမရှိဘူးလို့အကြောင်းပြချက်ပေးလိုက်တာဟာအလွယ်ဆုံးနီးလန်းပါပဲ။ဒါပေမဲ့အဲ့ဒီစိတ်သက်ကသင်တို့ရဲ့အလားအလာတွေကိုတဖြည်းဖြည်းတက်ပစ်နေရပါ။ဒီနေ့ကျမတို့အဲ့ဒီစိတ်သက်ကိုအမြင့်ဖြတ်တက်ပစ်ဖို့နီးလန်းတစ်ခုကိုပြောပြပေးပါမယ်။ဒါကကမ္ဘာအကျဉ်းဆုံးလူသားလို့တင်စားခံရတဲ့ David Goggin လိုလူမျိုးတွေသုံးခဲ့တဲ့နီလန်ဖြစ်ပါတယ်။ဒီနီလန်ကိုတာဝန်ယူမှုမှန် accountability mirror လို့ခေါ်ပါတယ်။တားကောင်စိတ်သက်ဆိုတဲ့လက်လျှော့တက်တဲ့စိတ်သက်ကိုဘလို့အနိုင်ယူတက်ပြစ်ကြမလဲ။ David Goggin သုံးခဲ့တဲ့တာဝန်ယူမှုမှန် accountability mirror ဆိုတာဘာလဲဆိုတာကိုအသေးစိတ်ဆက်လက်ရှင်းပြပေးတော့မှာဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါကြည့်ရှုပေးပါအောင်နော်။ဒီနေရာမှာမေးစရာရှိတာကတာဝန်ယူမှုမှန်ဆိုတာဘာလဲတကယ်တော့ဒါကရိုးရှင်းပါတယ်ဒါပေမဲ့လုပ်ဖို့တော့တက်တိအများကြီးလိုပါတယ်နေ့တိုင်းမနက်တိုင်းဒါမှမဟုတ်ညတိုင်းမှာမှန်ရှိမှကိုယ့်ဘာသာရက်ပြီးကိုယ့်ကိုရရဆက်ဆက်စမ်းစစ်ရမယ့်နည်းလမ်းပဲဖြစ်ပါတယ်ခမားဘာတွေမလုပ်ခဲ့လဲခမားဘယ်နေရာမှာလိန်ခဲ့လဲဘယ်အချိန်မှာအရှုံးပေးခဲ့လဲဆိုတာတွေကိုမှန်တဲ့ကလူကိုကြည့်ပြီးအမှန်တိုင်းပြောရမှာပါဒီမှာအရေးကြီးဆုံးအချက်ကဘာလဲဆိုတော့အကြောင်းပြချက်တွေမပေးဖို့ပဲဖြစ်ပါတယ်။ငါပင်ပန်းနေလို့ငါမှအချိန်မရှိလို့တခြားလူကြောင့်ဆိုတဲ့စကားလုံးတွေဟာမှန်တဲ့ကလူနဲ့မဆိုင်ပါဘူး။မှန်တဲ့မှာခမားမြင်ရမှာကခမားရဲ့ရွေးချယ်မှုတွေနဲ့ခမားရဲ့လုပ်ရက်တွေရဲ့ရလဒ်တွေကိုပဲဖြစ်ပါတယ်။ဒီ accountability mirror ကိုလက်တွေ့အသုံးချဖို့အဆင့်၄ဆင့်ရှိပါတယ်။ပထမဆုံးအဆင့်ကတော့ရက်ဆက်စွာယူသားခြင်းပဲဖြစ်ပါတယ်။စာရွက်တစ်ရက်ကိုယူပါတင်ပြောင်းလဲခြင်းတဲ့အရာတွေကိုအကုန်ချရေးပါကျန်းမာရေးလားအလုပ်လားပညာရေးလားဆက်ဆံရေးလားပြီးတော့အဲ့ဒီအရာတွေမှာတင်ဘာတွေလွဲမှားနေလဲဘာတွေမှာကိုလိမ့်နေလဲအားလုံးကိုအသေးစိတ်ချရေးပါငါကပြင်းနေငါကစားကျင်တာတွေရှော့မစားနိုင်ဘူးငါကဖုန်းမဲကြည့်နေတဲ့ဆိုတာမျိုးတွေကိုဘာမှဖုံးကွယ်မထားဘဲနဲ့ရေးချလိုက်ပါဒုတိယအဆင့်ကတော့အဲ့ဒီစာရွက်ကိုနေ့တိုင်းကြည့်ပြတဲ့မှန်မှာကတ်ထားလိုက်ပါဒါဟာသင်ရဲ့လက်ရှိအမှန်တရားပဲဖြစ်ပါတယ်အမှန်ရှိမှရက်တိုင်းအဲ့ဒီစာသားတွေကိုဖတ်ပါအဲ့ဒါသင်ဘယ်သူလဲဆိုတာကိုကိုသတိပေးနေတာပဲဖြစ်ပါတယ်တတိယအဆင့်ကတော့တာဝန်ယူမှုကိုအပြည့်အဝခံယူခြင်းပဲဖြစ်ပါတယ်သင်ရဲ့အတွင်းစိတ်ကအကြောင်းပြချက်တွေတစ်ခုပြီးတစ်ခုပေးလာပါလိမ့်မယ်ပင်ပန်းလို့အချိန်မရှိလို့အဲ့ဒီအချိန်မှာမှန်တဲ့ကကိုပုံရိပ်ကိုကြည့်ပြီးဒါတွေဟာအလေးအညာတွေပဲလို့ပြန်ပြောပါကိုယူတာပါတာဝန်ယူမှုကိုအပြည့်အဝခံယူပါစရုပ်ဓာတ်အဆင့်ကတော့လှုပ်ဆောင်ရန်အစီအစဉ်ချမှတ်ခြင်းပဲဖြစ်ပါတယ်စမ်းစစ်ပြီးရနဲ့ရက်မနေပါနဲ့တင်တွေ့ရှိခဲ့တဲ့အားနည်းချက်တွေအတွက်နောက်နေ့ဘာတွေလုပ်မယ်ဆိုတဲ့တိကျတဲ့အစီအစဉ်တစ်ခုချရေးပါဥပမာမနက်ဖြန်မနက်9:00နာရီငါထမယ်အလုပ်ချိန်2 နာရီမှာဖုန်းမကင်မဲအာရုံစိုက်မယ်စသဖြင့်တိတိကျကျရေးချပါဒါဟာကိုပေးထားတဲ့ဂရုပဲဖြစ်ပါတယ်ဘာကြောင့်ကျမတို့ဒီလိုတွေလုပ်တင်တာလဲအကျိုးကျေးဇူးတွေကတော့ကြီးပါတယ်ပထမဆုံးကတော့တားကောင်စိတ်သက်ကိုတက်ပြစ်နိုင်ခြင်းပါတင်တို့တာဝန်ယူမှုအပြည့်ယူတဲ့အခါငါဘာမှမတက်နိုင်ဘူးဆိုတဲ့အတွေးကနေငါပြောင်းလဲနိုင်တယ်ငါလုပ်နိုင်တယ်ဆိုတဲ့အတွေးစီကိုကူးပြောင်းသွားပါလိမ့်မယ်တင်ဟာတင်ဘဝရဲ့ဇက်လိုက်ဖြစ်လာပါလိမ့်မယ်ဒုတိယအချက်ကတော့မိမိကိုယုံကြည်မှု self confidence တိုးလာခြင်းပဲဖြစ်ပါတယ်ကိုပေးတဲ့ဂရုတသေးလေးတွေကိုနေ့တိုင်းဖြည့်ဆည်းလာတဲ့အခါသင်ရဲ့ကိုယုံကြည်မှုကအလိုအလျောက်မြင့်တက်လာပါလိမ့်မယ်ဒါဟာဘသူစီကမှမဟုတ်ပဲကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေကနေရလာတဲ့ယုံကြည်မှုအစစ်အမှန်ဖြစ်ပါတယ်တတိယအချက်ကတော့ရည်မှန်းချက်တွေပို့ပြီးရှင်းလင်းလာခြင်းပါနေ့စဉ်ဆန်းစစ်မှုကြောင့်သင်ရဲ့အားနည်းချက်တွေသင်ရဲ့လမ်းကြောင်းကနေတွေ့ဖယ်စေတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းမြင်ရလာပါလိမ့်မယ်ဒါကြောင့်သင်ရဲ့ရည်မှန်းချက်တွေအပေါ်ပို့ပြီးအာရုံစိုက်လာနိုင်ပါလိမ့်မယ်လူအများစုကသူတို့ကိုသူတို့လိန်နေကြတာပါငါစ조사နေတာပဲလို့ပြောပေမဲ့တကယ်တမ်းမှာတော့ပြီးစလွယ်လုပ်နေကြတာပါဒါပေမဲ့မှန်ကတော့တင့်ကိုမလိန်ပါဘူးတင့်ရဲ့စ조사မှုတင့်ရဲ့ပြင်းမှုတွေကိုမှန်ကအရှိအတိုင်းပြနေမှာပါ
ဒီ accountability mirror နည်းလမ်းကတင့်ကိုစိတ်မသက်မသာဖြစ်စေပါလိမ့်မယ်။တင်မလုပ်ချင်တဲ့အချိန်นี้မှန်တဲ့ကကိုယ်ပုံရိပ်ကိုမကြည့်ချင်တဲ့အချိန်นี้ရှိလာပါလိမ့်မယ်။ဒါပေမဲ့အဲ့ဒီစိတ်မသက်မသာဖြစ်မှုကပဲတင့်ကိုပို့ပြီးတက်မှလာအောင်လုပ်ပေးမှာပါ။အောင်မြင်မှုဆိုတာတင့်ရဲ့တတောက်တတာရှိတဲ့နေရာ comfort zone ရဲ့အပြင်ဘက်မှာရှိနေရပါ။အဲ့ဒီနေရာကိုရောက်ဖို့ဆိုရင်ကိုယ့်ကိုအရင်ဆုံးရိုးသားဖို့လိုအပ်ပါတယ်။ David Goggins ပြောသလိုပါပဲငါတို့ဟာငါတို့ရဲ့အကြီးမားဆုံးသောရန်သူတွေဖြစ်တယ်လို့ငါတို့ရဲ့အကြီးမားဆုံးသောကယ်တင်ရှင်တွေလည်းဖြစ်နိုင်ပါတယ်။တင့်ကိုတင်ကလွဲလို့ဘယ်သူမှလာမကယ်နိုင်ပါဘူး။တင်ရဲ့ဘဝကိုတင်ကိုယ်တိုင်တိဆောက်ရမှာပါ။မှန်ရှိမှရက်လိုက်တဲ့အချိန်မှာငါဘာလို့ဒီလိုရက်နေရတာလဲ။ငါဘာတွေပိုလုပ်နိုင်လဲဆိုတာကိုအမြဲမေးပါ။ကျမမိတ်ဆွေတို့စိန်ခေါ်ကြပါတယ်။နောက်လာမယ့်ရက်တစ်ပတ်တွေမှာနေ့တိုင်းဒီတာဝန်ယူမှုမှန်နည်းလမ်းကိုသုံးကြည့်ပါ။တင့်ရဲ့အားနည်းချက်တွေကိုရင်ဆိုင်ပါတင်ပေးထားတဲ့ကတိတွေကိုတီအောင်လုပ်ပါအဲ့ဒီအခါတင်ဟာအရင်ကထပ်ပို့ပြီးတန်မာတဲ့ပို့ပြီးအာရုံစိုက်နိုင်တဲ့ပို့ပြီးအောင်မြင်တဲ့လူတစ်ယောက်ဖြစ်လာပါလိမ့်မယ်အခုပဲမှန်ရှိကိုသွားလိုက်ပါမှန်တဲ့လူကိုကြည့်ပြီးဒီနေ့ကစပြီးငါဘဝအတွက်ငါပဲတာဝန်ယူတယ်လို့ပြောလိုက်ပါတင်ရဲ့ပြောင်းလဲမှုတွေတင်ရင်ဆိုင်ရတဲ့အခက်အခဲတွေကိုဒီဗီဒီယိုရဲ့ comment မှာလာရောက်မျှဝေပေးပါတင်တို့ရဲ့စူးစမ်းမှုတိုင်းကိုကျွန်မလေးစားပါတယ်ဒီဗီဒီယိုကအသင်အတွက်အကျိုးရှိတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ကျမတို့ရဲ့ channel ကို subscribe လုပ်ရသေးရင်လည်းအခုပဲ subscribe လုပ်ပြီး notification bell လေးကိုလည်းနှိပ်ထားပေးပါ။နောက်ထပ်စိတ်လှုပ်ရှားစရာကောင်းတဲ့စိတ်ပညာနဲ့အောင်မြင်မှုဆိုင်ရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးကြအောင်ပဲဖြစ်ပါတယ်။အားလုံးပဲတန်မာတဲ့စိတ်ဓာတ်တွေနဲ့အတူအောင်မြင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ရှင်။